တော့နည်းနည်းလေးတော့မြန်မယ်ဘာကြောင့်လဲဆိုတော့တပီးဖတ်ပြပြရည်ဖို့ပါအဲ့တော့လိုက်ပြောလို့ရတဲ့ဟာတွေကိုလိုက်ပြောလို့မရဘူးဆိုလည်းပဲနားထောင်နေပါပဲနော် Painting the art of drawing in colors is a very ancient skill အကြောင်းနေနဲ့ရေးဆွဲတဲ့အမှုပညာပကြီးဆိုတာတဲ့အလွန်ရှိချတဲ့ကျွမ်းကျင်မှုတစ်မျိုးဖြစ်ပါတယ် Paintings discovered deep in the case of southern Europe are believed to have been done between 750,000 and 150,000 years ago ဥရောပတောင်ပိုင်းဂူနှစ်တွေထဲမှာဂူနှစ်ပိုင်းတွေထဲမှာတွေ့ရတဲ့ပကြီးရာဆိုလို့ရှိရင်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းခွဲနဲ့10သိန်းခွဲကြားမှာရေးဆွဲထားတယ်လို့ယုံကြည်ရပါတယ်တဲ့ That period in human history is known as the Paleolithic Age or the Early Stone Age လူသမိုင်းမှာအဲ့ဒီအချိန်ကာလကိုကြောက်ခေတ်ဦးလို့ခေါ်ပါတယ် Those very early people of that time had learned to use tools and weapons made only of stone အဲ့ဒီခေတ်ကအလွန်ရှေ့ကျတဲ့လူတွေကဆိုလို့ရှိရင်တဲ့ကြောက်တုံးတွေနဲ့သာပြုလုပ်ထားသောကိရိယာတစားပလျာတွေနဲ့လက်နက်ပစ္စည်းတွေကိုအသုံးပြုဖို့သင်ယူခဲ့ပါတယ်ပြောသမီးရောဒီပရမတ်ပိုင်းနားလည်လားပြောရတယ်နော်ဟုတ်ပြီအသာလေးပါလေထော Generally speaking there are 5 common kinds of painting ရေပုံရပြောရမယ်ဆိုလို့ရှိရင်တော့အတွေ့ရများတဲ့ပကြီးမျိုးစားက5မျိုးရှိပါတယ်တဲ့ They are watercolor painting, oil painting, tempera painting, mural painting and fresco painting အဲ့ဒါတွေကတော့ရေစေးပကြီးစီစေးပကြီးကြက်ဥနှစ်ပကြီးရိုးရိုးနိုင်ရန်စေးပကြီးနဲ့အင်္ဂရီနိုင်ရန်စေးပကြီးတို့ပဲဖြစ်ပါတယ်ဝင်ကြောဒါကြည့်တာ watercolor painting is done on paper using colors made from pigments mixed with water only ရေစေးပကြီးဆိုတာကတော့တဲ့အယောင်ချဲပစ္စည်းတွေနဲ့ရေနဲ့ပဲရောဆက်ရရှိလာတော့အယောင်တွေကိုသုံးပြီးစက်ကူပေါ်မှာရေးဆွဲပါတယ် Oil painting is done on canvas using oil colors စီစေးပကြီးဆိုတာကတော့စီစေးကိုသုံးပြီးတော့ canvas စာတွေပေါ်မှာရေးဆွဲပါတယ် Tempera painting is done usually on drying oils using colors made from pigments mixed with oil, agave and glue ကြက်ဥနဲ့ပကြီးဆိုတာကြက်ဥနှစ်ပကြီးဆိုတာကတော့ရောင်ကျပစ္စည်းတွေရဲ့ရေရဲ့ကြက်ဥအနှစ်ရဲ့ကော်ရဲ့ရောဆက်ရရှိလာတော့အယောင်တွေကိုသုံးပြီးတော့နိုင်ရန်အချောက်တွေပေါ်မှာအများပြင်တော့ရေးဆွဲပါတယ် Mural painting and fresco painting are both paintings on walls ယူနာစေးပကြီးရောအင်္ဂရိနာစေးပကြီးရောနှစ်မျိုးစလုံးကိုတော့နိုင်ရန်ဒီပေါ်မှာရေးဆွဲပါတယ် However mural painting is done by brushing watercolor onto the dry plaster of a wall while fresco painting is done by rapidly brushing watercolor onto the wet plaster of a wall ဒါပေမဲ့လည်းပဲတဲ့ယူနိုင်ရန်စေးပကြီးကိုတော့6သွေးတဲ့နိုင်ရန်ပေါ်မှာရည်စည်းတွေကိုတုပ်လင်းပြီးတော့ရေးဆွဲပါတယ်ပြီးတော့အင်္ဂရီနိုင်ရန်စေးပကြီးကိုတော့စူစွတ်တဲ့နိုင်ရန်ပေါ်မှာရည်စည်းကိုပဲအလင်းအမြန်တုပ်လင်းပြီးတော့ရေးဆွဲပါတယ်သမီးရလားပြောရတယ်နော်ပြန်ဆက်ပြီးတော့ပါမယ် The most painters paint just for the pleasures of painting while some do it for a living ပကြီးစရာအများစုဟာဆိုရင်အပျော်ရမ်းပကြီးပဲရေးဆွဲကြပါတယ်တဲ့ပြီးတော့အချို့လောက်ပဲအသက်မွေးဝမ်းကြောင်းအတွက်ရေးဆွဲတယ်သမီးတွေမှာပေးထားတဲ့ while some ရဲ့နောက်က do ဒီရှင်းမှာပေးတဲ့ paint နဲ့အတူတူပဲ for a living ကအသက်မွေးဝမ်းကြောင်းလည်းပြောတာနားလည်ပြောဟုတ်ပြီအတန်လေးပါလေးကထွက်ဟာသမီးကSome artists paint to capture the beauty of a sunset or of a countryside, while some others like to do portraits. အချို့ပကြီးစရာတွေကတော့တဲ့နေဝင်စည်းစာရဲ့အလှသို့မဟုတ်ကြီးလေးရဲ့အလှကိုဖမ်းယူရေးဆွဲကြတယ်ပြီးတော့အချို့ပကြီးစရာတွေကြတော့လည်းပဲပုံလူရေးဆွဲရတာကိုပဲသဘောကျပါတယ်တဲ့ Fresco and murals portray religious, historic and patriotic themesအင်္ဂရိနာစေးပကြီးနဲ့ယူနာစေးပကြီးတွေကတော့ဘာသာရေးနဲ့ဆိုင်တဲ့တမိုင်းကြောင်းနဲ့ဆိုင်တဲ့မြို့ချစ်စစ်နဲ့ဆိုင်တဲ့မြို့ချစ်စိတ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပဲသိပေါ်ရေးဆွဲပါတယ် Paintings that we see on the structures around Bagoros are mostly murals အဲ့တော့စီဒီပတိုးနီဝင်းရဲ့မှာရှိနေတဲ့အဆောက်အုံတွေပေါ်မှာငါတို့တွေ့နေရတဲ့ပကြီးတွေဆိုလို့ရှိရင်အများစုကနေရန်စေးပကြီးတွေဖြစ်တယ်တဲ့
and they depict the many significant events in the life of the Lord Buddha ပြီးတော့သူတို့တွေကဆိုလို့ရှိရင်တဲ့ဗုဒ္ဓဘုရားရှင်ရဲ့ထင်ရှားတဲ့ဘဝဖြစ်တော်စဉ်တွေကိုသိဖို့ရည်ဆွဲပါတယ် Among the many style art painting abstract expressionism and cubism are interesting because they do not follow the conventional style art painting ဒီပကြီးရင်းရေးဟန်များစွာထဲမှာစိတ်ဒသပကြီးနဲ့ geometry ပကြီးဟာစိတ်ဝင်စားစရာကောင်းတယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေကဆိုလို့ရှိရင်တဲ့သမယိုးကြရင်းရေးဟန်တွေကိုမလိုက်နာလို့ပဲဖြစ်ပါတယ်တဲ့ Abstract expressionism originated in New York in the 1940s စိတ်ဒသပကြီးဟာဆိုလို့ရှိရင်1940ခုနှစ်တွေမှာ New York မှာအစပြုခဲ့တယ်တဲ့ Simply put it is a kind of painting without recognizable images ကရှင်းအောင်ပြောရရင်တော့ကွာအဲ့ဒီစိတ်ဒသပကြီးဆိုတာလေပုံဖော်ရခက်တဲ့ပကြီးအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်တဲ့ It does not keep the limits of conventional form အဲ့ဒီစိတ်ဒသပကြီးဟာဆိုလို့ရှိရင်သမယိုးကြပုံစံတွေရဲ့ကန့်သက်ချက်တွေကိုတဲ့လုံးဝထိမထားဘူးတဲ့ရလားပြောနောက်တစ်မျက်နှာကြည့်မယ် Cubism is a modern art and painting ကဲ geometry ပကြီးဆိုတာကတော့ပကြီးလောကမှာသူကခေတ်ပေါ်ပကြီးပဲဖြစ်တယ်ဟုတ်ပြီနော် It was invented by the Spanish artist Pablo Picasso အဲ့ဒီ Cubism ပကြီးလို့ခေါ်တဲ့ဒီ geometry ပကြီးကိုစပိန်လူမျိုးပကြီးဆရာ Pablo Picasso ကစပြီးတော့တည်ထွင်ခဲ့တယ် Cubism uses geometric shapes and forms that may overlap and penetrate one another အဲ့ဒီ geometry ပကြီးဆိုတာကတော့တဲ့တစ်ခုနဲ့တစ်ခုထပ်နေတဲ့ဒါမှမဟုတ်တစ်ခုကိုခြားတစ်ခုကနေပြီးတော့ထိုးဖောက်နေတဲ့ geometry ပုံရိပ်တွေပုံစံတွေကိုအသုံးပြုပါတယ် In most these two styles art painting it is not always easy to see what message the artist is trying to convey အဲ့ဒီရင်းနှီးရေးဟန်နှစ်မျိုးမှာအဲ့ဒီရင်းနှီးပကြီးရင်းနှီးရေးဟန်နှစ်မျိုးရဲ့အများစုထဲမှာတော့တဲ့ပကြီးဆရာဟာဘာကိုဖော်ပြဖို့ကြိုးစားနေတယ်လဲဆိုတာတွေ့မြင်ဖို့အမြဲတမ်းမလွယ်ကူပါဘူးတဲ့ဒီမရလားဟုတ်ပြီနော် In addition to the five common kinds of painting in addition to the five common kinds of painting အဲ့လိုအတွေ့ရများတဲ့ပကြီးမျိုးစား5မျိုးအပြင် there is another kind known as graffiti လမ်းဘေးပကြီးလို့သိကြတဲ့အခြားမျိုးစားလည်းပဲရှိသေးတယ် It is a writing or drawings made on a wall or another or any other surface usually as a form of artistic expressions within public view without permission ကဲအဲ့ဒီလမ်းဘေးပကြီးဆိုတာကတော့တမီအဲ့ဒီ idea က graffiti လို့သိရမယ်နော် idea က graffiti ကလမ်းဘေးပကြီးဆိုတာကတော့တဲ့နောက်ဆုံးကြည့်လိုက်ခွင့်ပြုချက်မရပဲလူမြင်ကွန်းမှာအနုပညာဖော်ပြချက်တစ်မျိုးအဖြစ်နဲ့နေရာဒီပေါ်မှာဒါမှမဟုတ်အခြားဘယ်လိုပြင်းကြီးတစ်ခုပေါ်မှာမဆိုရေးဆွဲထားတဲ့စာရေးတာမျိုးပုံဆွဲတာမျိုးပဲဖြစ်ပါတယ်ဆိုကြအောင် Graffiti can be observed all over the world today on buildings, poles and phone boxes, on the ground tunnels, buses and on subway cars. တော့လမ်းဘေးပကြီးကိုတဲ့ယနေ့ခါမှာဆိုလို့ရှိရင်အဆောက်အဦတွေပေါ်မီးရန်တွေပေါ်တော့ဖုံတွေပေါ်ပြီးတော့မြေအောက်လိုင်ကူတွေဘတ်စကားတွေပေါ်မှာပြီးတော့မြေအောက်ယထာတွေပေါ်မှာကဘာအနှံ့ပြားမှာကိုမင်းကတွေ့နိုင်ပါလေတဲ့ရလားပြောနောက်ဆုံးတစ်ပိုက် The debate over whether graffiti is art or harm is still going on လမ်းဘေးပကြီးကအမှုပညာလားအန္တရာယ်လားဆိုတဲ့အငြင်းပွားမှုကတော့ဆက်ပြီးတော့ဖြစ်နေအောင်ပါပဲ In some countries writing or painting on wall is a crime ချို့နိုင်ငံတွေကြတော့တဲ့နိုင်ငံတွေပေါ်မှာစာရေးတာပကြီးဆွဲတာဆိုရင်ရာဇဝတ်မှုဖြစ်တယ် In other countries artists can draw and paint in certain places ဒါပေမဲ့လည်းပဲတချို့နိုင်ငံတွေကြပြန်တော့လေနော်အချို့နေရာတွေမှာပေါ့နော်ပကြီးဆရာတွေကပုံဆွဲတာတွေနော်စီးချေတာတွေလုပ်နိုင်ပါတယ် For example in Taiwan their graffiti squad artists can paint on walls ဥပမာပြောမယ်ဆိုလို့ရှိရင်ထိုင်ဝမ်နိုင်ငံမှာပေါ့ပကြီးဆရာတွေကနေရာတွေပေါ်မှာပကြီးဆွဲလို့ရတဲ့ graffiti zone လို့ခေါ်တဲ့နော်
လမ်းဘေးပကြီးရေးဆွဲခွင့်ရတဲ့နေရာတွေရှိပါတယ်တဲ့ Some say that it is an essential thing for a city ချို့ကြတော့လေအဲ့ဒီလမ်းဘေးပကြီးဆိုတာတဲ့မြို့တစ်မြို့အတွက်မရှိမပြတ်လိုအပ်နေတဲ့အရာလို့တောင်ပြောပါတယ်ဒီမိတဲ့ရဲ့နောက်က idea က gravity act ကိုပြောတာနော်အဲ့တော့လမ်းဘေးပကြီးဆိုတာမြို့တစ်မြို့အတွက်တော့မဖြစ်မနေလိုအပ်နေတဲ့အရာလို့တော့ချို့ကပြောကြတယ်ကြိုက်တာဟုတ်ပြီးသူတို့ကပြောသေးတာ They say that a modern city's beauty can be perfect without gravity သူတို့ပြောသေးတာကခင်မီမျိုးပြတစ်ခုရဲ့အလှတရားကတဲ့အဲ့လိုလမ်းဘေးပကြီးတာမရှိဘူးဆိုရင်မပြည့်ပြည့်စုံနိုင်ဘူးလို့တောင်မှပြောကြပါတယ်ကဲရလားပြောကြတော့အစာဆုံးပြလိုက်တာဒီမနေ့ကနေစပြီးတော့ဗာပြီးစားမှုပြောသပြောဆဲပြောရလားပြောထပ်ပြီးတော့ပြောလို့လို့သေးလားမလို့ဆုံးဆဲလက်ကျင်ရတော့မှာနော်โอเคဗျာ